အားလုံးပဲမင်္ဂလာနဲ့ခင်းပါဘောနော်အခုလိုမျိုးဒီမနေ့ခင်းပါဘောနော်အင်မတန်မှမင်္ဂလာရှိတဲ့နေ့မှာပါဝင်ပြီးတော့မှအားပေးအမှာစကားပြောကြားခွင့်ရတဲ့အတွက်အများကြီးဝမ်းသာကုန်ပြီပါတယ်ဘောနော်ကျွန်တော်ဆက်ဆက်မတွေအားလုံးစီစဉ်တဲ့လူတွေအားလုံးပေါ့လေကျွန်တော်လည်းမမျှော်လင့်ဘူးဘယ်လိုပဲဖြစ်ပါဝမ်းသာပါတယ်ပေါ့ဒီကနေ့ကအားလုံးလည်းခုနကျွန်တော်မလဲဆမကြီးမော်မြင့်များလည်းပြီးပြောသွားပြီးနောက်ကျွန်တော်ထိုင်းအာနာပါလည်းသူအများကြီးလည်းသူပြောသွားပြီးပါပြီဆိုတော့ကျွန်တော်အနေနဲ့တိတ်ပြီးတော့မှထူးထူးခြားပြောစရာတော့မရှိတော့ဘူးနော်ဒါပေမဲ့တခုတော့အဓိကတော့ဒီအစီအစဉ်ဖြစ်လာတော့ဒါကကျွန်တော်တို့အတွက်အင်မတန်မှမုံမြတ်တဲ့အစီအစဉ်ပဲလို့ကျွန်တော်တို့အဲ့လိုခံစားမိပါတယ်ဘာဖြစ်လဲဆိုအနာဂတ်မှာဒီလူအစီအစဉ်ကျွန်တော်တို့မရှိခဲ့ဘူးဒီပညာကလေးတွေရဲ့အနာဂတ်ပညာရေးအတွက်မှာကျွန်တော်တို့ဘာမှမရှိဘူးဆိုရင်မလေဘယ်လိုပြောမလဲအစီအစဉ်ကောင်းကောင်းမွန်မွန်မရှိခဲ့ဘူးဆိုရင်ကျွန်တော်တို့အတွက်ကျွန်တော်လူမျိုးကျွန်တော်အမျိုးသားကျွန်တော်တိုင်းပြည်ကဆုံးယုံမှုပဲဖြစ်သွားမယ်တိုးတက်မှုမရှိလာဘူးအဲ့ဒါကြောင့်ဒီကနေ့ဒီပညာရေးကိစ္စနဲ့အစီအစဉ်အမြဲတမ်းအဆက်မပြတ်ရှိနေခြင်းဟာကျွန်တော်တို့ရဲ့တိုးတက်မှုလမ်းစကလည်းအဆက်မပြတ်ဖြစ်နေမယ်ဆိုတာကျွန်တော်ဒီလိုပဲယုံကြည်ပါတယ်ထိုနည်းတူစွာပဲဒီမှာပါလာပေးကြတဲ့ဆရာဆရာမတွေအဓိကပေါ့နော်ခုနကကျွန်တော်နားနေလိုက်တယ်ဘလောက်ပဲဆရာဆရာမတွေကောင်းရှိနေပါစေကလေးတွေကလည်းစိတ်ပါဝင်စားမှုမရှိဘူးမကြိုးစားချင်ဘူးဆိုလဲကျွန်တော်တို့အစီအစဉ်ကမဖြစ်နိုင်ဘူးသို့တော့ဘလောက်ပဲကလေးတွေတူးတက်ပြီးတော့မှကြိုးစားနေချင်ပါစေเนาะကျွန်တော်တို့ရဲ့ဆရာဆရာမတွေကောင်းနေပေးဆက်ခဲ့တဲ့ဆရာဆရာမတွေမရှိဘူးဆိုလဲကျွန်တော်မဖြစ်နိုင်ဘူးဆိုတော့ဖက်ကကျွန်တော်ဘက်ညီစားမရမယ်တိကျွန်တော်တို့ခေါင်းဆောင်တွေပေါ့เนาะကျွန်တော်တို့ဒီတာဝန်ရှိတဲ့အတီးတီးအုပ်ချုပ်သူလူတန်းစားပဲပြောပေါ့လေအဲ့ဒီဂါရဒီအစဉ်စီကိုရှိဖို့လိုတယ်နောက်ပြီးတော့ကျွန်တော်တို့ရဲ့ဒီရှိထားနေပြီးသားကျွန်တော်ပညာရှင်တွေပေါ့လေဆရာဆရာမတွေကလည်းပေးဆက်ဖို့လေးလိုအပ်တယ်နောက်ကျွန်တော်တို့ရဲ့တိုင်းပြည်မှာရှိတဲ့လူငယ်တွေကလည်းကြိုးစားပြီးတော့မှဒီဆန္ဒအပြည့်အဝနဲ့ဒီအနာဂတ်နားလည်ပြီးတော့မှတူးတက်စေခြင်းနဲ့ကျွန်တော်အနာဂတ်ကိုသူကိုရိုနာကကြံဆောင်ခြင်းမှပါဝင်ရှင်မတာလေးကျွန်တော်တို့အဖက်ဖက်ကတူတက်အောင်မြန်မာလို့ကျွန်တော်အဲ့လိုယုံကြည်ပါတယ်တကယ်လို့ကျွန်တော်တို့ကဒီပညာရေးဖက်ကိုဦးစားမပေးတဲ့နိုင်ငံတွေအမျိုးသားတွေဖြစ်ခဲ့သည်ရှိတော့ကျွန်တော်တို့ရဲ့နိုင်ငံကြဆုံးခြင်းပဲဖြစ်မယ်ဥမာကျွန်တော်တူတက်တဲ့နိုင်ငံကိုကြည့်မယ်ဆိုရင်ဥမာအားမြန်ဆန်တယ်အရင်တော့ကတရုတ်က1949ခုနှစ်မှာပဲလွတ်လပ်ရေးရတယ်ပေါ့နော်ဒါကွန်မြူနစ်တိုင်းပြည်ဖြစ်တဲ့တော်ညာလည်းပဲသူနားလေလိုက်တာငါတိုင်းပြည်မှာပညာမတက်လို့မဖြစ်ဘူးဆိုတော့ကျွန်တော်တို့ကလေးတို့သူတို့တရုတ်ကလေးတို့အများကြီးဘယ်လိုပြောမလဲအမေရိကတို့ဥရောပနိုင်ငံတို့အများကြီးပညာတော်တင်ပို့လိုက်ပြီးတော့မှအဲ့ဒီကလေးတွေပဲသူတို့အနာဂတ်ကိုအစိုးရတို့တူးတက်လာအောင်စီမံခန့်ခွဲလို့မြင့်မားလာအောင်ပြန်လဲပြီးတော့ကြံဆောင်နိုင်လို့ယနေ့အထိတည်တဲ့အတိုင်းတော့တရုတ်ကဘယ်လိုပဲဖြစ်အာဏာရှင်နိုင်ငံပဲဖြစ်တရုတ်မျိုးသားတွေကတော့တအားတိုးတက်နေတယ်ကဘာအောင်မှသူတို့ကတတိယဒုတိယတတိယအဆင့်နောက်ဆုံးအမေရိကန်တွေတော့ level ဖြစ်နေတယ်ဆိုတော့အားလုံးလည်းသတင်းထဲမှာကြားပြီးသားအားလုံးသိထားပြီးသားဖြစ်ပါတယ်နောက်ပြီးတော့တိတ်မကြခင်တုန်းကပဲလွတ်လပ်ရေးရတော့တဲ့ East Timor နိုင်ငံပေါ့နော်ဒါတချို့တော့သိမှာပါကျွန်တော်ထင်တာတော့ဒီ1999 2000ခုနှစ်မှာပဲလွတ်လပ်ရေးရတဲ့အတိုင်းဖြစ်တယ်နော်အဲ့ဒါဘယ်လိုဖြစ်လဲဆိုအားလုံးကကျွန်တော်တို့အနာဂတ်ပညာရှင်လေးတွေကနေပဲတတ်သွားပြီးတော့မှလွတ်လပ်ရေးရအောင်ဖန်တီးနိုင်ခဲ့တာပါဘာဖြစ်လဲဆိုရင်ကျွန်တော်တို့အိမ်ကဒါဘယ်လိုပြောမလဲ Roman Catholic Church တွေဖုံးတော်ကြီးတွေကသူတို့အဲ့လိုအနေခံရတယ်ဆိုတော့သူတို့ကလေးတွေအနာဂတ်ကလေးတွေကျွန်တော်တို့အမေရိကတို့ဟုတ်လားအင်္ဂလန်တို့ဥရောပနိုင်ငံတို့အနည်းဆက်ဆက်ဒီဖိလစ်ပိုင်နိုင်ငံကိုသူတို့ပို့ကြတယ်အဲ့တော့ပညာသွားတင်လာတဲ့ကလေးတွေကနေပြီးတော့ဒီကျွန်တော်တို့ East Timor ဆိုပြန်လဲဥဆောင်ပြီးတော့မှအစိုးရကိုစီမံခန့်ခွဲနိုင်တယ်လွတ်လပ်ရေးကိုလည်းအများကြီးသူတို့ဘယ်လိုပြောမလဲလာဥဆောင်လို့လွတ်လပ်ရေးရသွားတယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့အခုတော်လိုင်းကာလမှာကျွန်တော်ရှိနေသေးပဲကျွန်တော်ပူပြီးတော့မှကြိုးစားရမယ်ကျွန်တော်တောင်းဝန်ကျွန်တော်ဒီမှာရှိတယ်ကျွန်တော်ဒီမှာအသက်တစ်ဖြည်းဖြည်းကြီးသွားပြီသို့တော့ကျွန်တော်ဘယ်လောက်ကြံဆောင်မှုကကုန်တစ်ဖြည်းဖြည်းကြလာတယ်အဓိကတော့နုပြူလန်းဆန်းတဲ့နော်အစ်ကိုဖန်တီးခုနလည်းကျွန်တော်ဆရာမတွေပြောသားပြီးတော့လူငယ်တွေအများကြီးနေရာယူဖို့လိုတယ်ဆိုတော့အခုကျွန်တော်တို့အများကြီးမျှော်လင့်တယ်တူရင်းလူရှင်းမဲ့ပြောရရင်တော့အခုဒီနှစ်
မှာအောင်မြင်သွားမဲ့ကျွန်တော်တို့ကျောင်းသူကျောင်းသားတွေရောနောက်လာမဲ့နှစ်မနော်အောင်မြင်လာမဲ့ကလေးတွေကကျွန်တော်ဒီနေ့ကတည်းကကျွန်တော်စူးစမ်းပြီးတော့မှဒီ KNNC college ကျောင်းကနေပြီးတော့တင်နန်းပြီးကျောင်းပြီးဆုံးသွားတော့မှကျွန်တော်ဆက်ပြီးအများကြီးစူးစမ်းရအောင်မယ်ပေါ့နော်ခုနဆမ်မလည်းပြောသွားပြီးပါပြီကျွန်တော်တို့ဒီ scholarship ရဖို့နောက်ကျွန်တော်ထအောင်မြင်ဖို့အမျိုးမျိုးစူးစမ်းရတယ်ထပ်ပြီးတော့ဖြစ်သွားနောက်ပြီးတော့ကျွန်တော်တို့ကအခုဒီတက်ကသူကျောင်းသားတွေအောင်သွားသည့်တိုင်အောင်လည်းထပ်ပြီးတော့မှကျွန်တော် bachelor ပြီးတော့မှကျွန်တော်တို့ဒီဒေါက်တာဘွဲတွေရဖို့လည်းလိုတယ် PhD ဘွဲတွေရဖို့လိုတယ်အဲ့ဒါမှကျွန်တော်တို့တိုင်းပြည်မှာအစစ်အမြင့်ဆုံးကဘာနဲ့ level မြင့်နေတဲ့အချိန်ရှိကြမှကျွန်တော်တို့စီမံခန့်ခွဲမှုဟာအပြည်ပြည်ဆိုင်ရာနဲ့ကျွန်တော်လိုက်မိနိုင်မှာဖြစ်ပါတယ်ပေါ့နော်ခုနအရှမလေးပြောသွားပြီးဆိုတော့အားလုံးလည်းနားလည်ပြီးသားဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ကလေးတွေကကြိုးစားပေးဖို့လိုတယ်အဲ့လိုအစစ်မြင့်မြင့်နဲ့အမျိုးအမြင့်နဲ့မြင့်မြင့်မားမားနဲ့အဝေးကိုစဉ်းစားပြီးတော့မှပညာရေးကိုနောက်ကျွန်တော်တို့မိဘတွေလည်းလူတွေနော်မိဘတွေကကျွန်တော်ကလေးတွေကကြိုးစားချင်စိတ်ရှိဖို့ကျွန်တော်အားပေးဖို့လိုတယ်မိဘတွေကအားမပေးဘူးခဏနဲ့ပက်ဆံမဲ့အခုငါတို့ပူဆိုးသွားမှအခုကျွန်တော်စိုးရိမ်နေပါတော့ဒီကနေ့ကကျွန်တော်တော်လာရေးကလာဖြစ်တဲ့အပြင်ကိုခက်ကလွန်ခဲ့တဲ့နေ့တွေထက်အများကြီးအကျက်တဲဖြစ်နေတယ်ကျွန်တော်စစ်ဘေးရှောင်တွေတအားများတယ်ပေါ့နော်ခက်ကမတည်ငြိမ်ဘူးဆိုတော့ကလေးတွေရဲ့ပညာရေးအခြေအနေကိုကျွန်တော်အားမပေးပဲအခုငါတို့စားဖို့လူတွေတောက်ဖို့လူနေတယ်ယနေ့ဖြည့်ရှင်းဖို့လူတွေအဲ့ဒါကလေးတွေကိုပညာရေးအားမပေးခဲ့တည်ရှိတော့ကျွန်တော်တို့အနာဂတ်မှာကျွန်တော်တို့ community တစ်ခုလုံးကျွန်တော်ပြည်နယ်တစ်ခုလုံးကပူပြီးကြဆင်းသွားနိုင်တယ်အသိပညာတွေပေါ့နော်ဆိုတော့အဲ့ဒါကိုမဖြစ်စေချင်ဘူးဒါကြောင့်မိဘတွေကလည်းကျွန်တော်တို့ရဲ့အနာဂတ်ကလေးတွေကိုဒီပညာရေးဘက်မှာအားတုံအားပေးဖို့လိုတယ်ကျွန်တော်ပုပ်ပွဒါကျွန်တော်ဘဝနဲ့ပဲကျွန်တော်နိုင်ရှင်ပြီးပြောပြချင်တယ်ကျွန်တော်တို့မိသားစုက17ယောက်ရှိတယ်ကျွန်တော်တို့မိသားစုထဲမှာ10တန်းမအောင်တာနဲ့အောင်တာပဲရှိတယ်နောက်တစ်ယောက်ကတော့ငငယ်ကတည်းကကျွန်တော်တို့အလုပ်လုပ်ဖို့အိမ်မှာအလုပ်လုပ်ဖို့လူရဲဆိုတော့မိန်းလေးတယောက်တော့ကျောင်းစာမသိအောင်ကြံတဲ့10ယောက်ကတော့ကျွန်တော်အားလုံး10နာရောက်တယ်10နာအောင်ရှိတယ်တချို့တော့10နာမှတက်သွားတာပေါ့နော်အဲ့လိုဖြစ်တယ်ဆိုတော့အဖေအမေကဘလောက်ပဲစီးရဲကျောင်းတော့နေရမယ်ဆိုတဲ့အားအင်းသူတို့ဆန္ဒတော့ကျွန်တော်တို့ဟောပြီးသွားတယ်အဲကြောင့်ကျွန်တော်ကလည်းဒါမိဖဖက်ကိုကျွန်တော်ပြောပြချင်တာကဘလောက်ဆင်းရဲဒုက္ခရောက်နေပါစေကိုယ့်ရဲ့သားသမီးတို့ပညာရေးကနေပြီးတော့မှအာမပေးပဲမနေပါနဲ့လို့ကြံဖန်ပြီးတော့မှကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့ကလေးပညာရေးကိုတော့ဦးစားပေးပေးပါပေါ့เนาะကျွန်တော်အဲ့လိုမျိုးအားပေးချင်တယ်နောက်တစ်ခုကကိုမိဘတွေကကိုယ့်ကိုအားပေးပြီးတုံးပေးပြီးနိုင်ပြီးပေါ့เนาะစန္ဒကသူပြေးသွားဆိုကျွန်တော်တို့ကလေးတွေကလည်းဆက်လက်ပြီးတော့ခုနဒီမနေ့ဒီမှာကြောင်းပျော်တဲ့ကိစ္စမျိုးမဟုတ်ဘဲနဲ့ကြောင်းပျော်တဲ့ပုံစံမျိုးမဟုတ်နဲ့တကယ်တန်ဖိုးရှိတဲ့အချိန်ကိုလာပြီးတော့မှတန်ဖိုးရှိဟာလာပညာသင်သွားကြသင်ကြားသွားဖို့ကျွန်တော်အနေနဲ့အဲ့လိုမျိုးအားပေးချင်တယ်ပေါ့